KTM ကတော့အားလုံးသိပြီးသား Italy brand တစ်ခုပါအခုပြောသွားမှာက entry level ဖြစ်တဲ့390 Avenger R ဆိုတဲ့ beginner တွေတင့်တော်တဲ့ ATV မျိုးစားဆိုင်ငယ်တစ်စီးအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာကျွန်တော်ရဲ့ channel လေးကနေ KTM ရဲ့390 Avenger R ဆိုတဲ့ဆိုင်ငယ်စီးအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကောင်လေးအခုလာမယ့်2025 model မှာဘာတွေပြောင်းလဲသွားလဲဘယ်လိုပိုကောင်းတဲ့ rider experience တွေကိုပေးမလဲဆိုတာကျွန်တော်လည်းကြိုလက်ကြည့်ကြရအောင်ပထမဆုံးအနေနဲ့သူ့ရဲ့ engine ပိုင်းမှာ SC4 လို့ခေါ်တဲ့သူတို့ရဲ့အရင် generation ကနေ SC4C ဆိုပြီးတော့နာမည်ပြောင်းတက်လိုက်တယ်ထွေထူးတော့မဟုတ်ပါဘူး SC4C ဆိုတာက liquid gold 4 stroke compact ဆိုပြီးတော့ထပ်တိုးလိုက်တာပါနောက်ပြီးအရင် model ရဲ့ 393cc တက် power output ပုံများတယ်လို့ပြောထားပါတယ်ဒုတိယတစ်ခုအနေနဲ့သူ့ရဲ့ electronic ပိုင်းKonai MTC လို့ခေါ်တဲ့အိတ်ကွေ့ရဲ့နေရာမှာအထောက်အကူဖြစ်ဖို့ safety စနစ်ပါလာတယ်။နောက်ပြီး street rain နဲ့ off road ဆိုပြီး remote 3 ခုပါလာတယ်။ cruise control စနစ်ရဲ့ plus ပိုင်းမှာလည်း power assist နဲ့ slipper clutch ဆိုပြီးတော့သုံးထားပါတယ်။အဲ့ဒီအပြင် quick shifter plus ဆိုတဲ့စနစ်လည်းထည့်သွင်းပေးထားပါတယ်။ဒါရောအဓိကပြောင်းလဲသွားတာတွေပေါ့နောက်ထပ်ပြောရရင် body brain တစ်စီးနဲ့ပို့တူတဲ့ shape cover နဲ့ ထိုင်ကုန်ဒီဇိုင်းရယ် gear shift လုပ်ရတဲ့ feeling ကိုပိုကောင်းစေမယ်ဒီဇိုင်းပြန်ဆွဲထားတဲ့ gear box တို့ပဲဖြစ်ပါဟုတ်ကဲ့ပါဆိုင်ငယ်ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်သိချင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အခုပြောသွားတဲ့ဆိုင်ငယ်ရဲ့ဈေးနှုန်းကတော့$9000မြန်မာငွေနဲ့$280ဝန်းကျင်ရှိပါတယ်ဒီပြိုင်ပွဲတွေအနေနဲ့အနောက်နိုင်ငံမှာဆိုရင် BMW ရဲ့ F310 GS ရှိပြီးတော့ရှေ့တောင်အာရှမှာဆိုရင်တော့ Ryan Enfield ရဲ့ Himalayan 450ရှိပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးထူးတင်ပါတယ်။ Bye bye